လာပါနော်ချိုကတော့လေဒီနေ့မှာဒီပိတ်စာလေးကို9နှစ်6နှစ်အရွယ်ဝစ်ဝက်ဆက်ကလေးစုံချိုညှက်ပြပေးမယ်နော်ညှက်မပြခင်ပေးခင်ပါလေချိုဒီစာလေးတစ်ခု reply လေးတစ်ခုကိုချိုပြန်ပေးခြင်းတယ်နော်ဘိုးရဲ့တရားတော့ချိုကလေခရီးတွေလည်းသွားနေတယ်ခရီးတွေလည်းသွားနေတော့လေ reply တွေလည်းမပြန်ပြဘူးပေါ့နော်ဒီနေ့တော့ချိုဒီစာလေးကိုချို reply ပြန်ပေးခြင်းတယ်နော်စေတနာပြေးဝနဲ့တဲ့ခြုံမီးလေးတွေကိုပြပေးနေလို့ကျေးဇူးပါမမကြီးတဲ့အတန်လေးနဲ့နာမည်လေးနဲ့အရန်လိုက်ဖက်ပြီးရင်ုံလေးအေးမြစေတယ်မမတင်ပြီးတဲ့ပညာလေးတို့အလေးစားပြီးတော့တဲ့သူအမြဲတမ်းမှတ်သားနေတယ်ပေါ့နော်ဒါကြောင့်မလို့သူဒီသတင်းချုပ်အခါသမယမှာချို့ဒီနေရာလေးကနေလေကြောလိုက်ပါတယ်လို့ရေးပေးထားတဲ့ညီမလေးနော်အကောင်လေးနဲ့မရစင်ပါတဲ့ဟုတ်တယ်လေဒီလိုစာလေးတွေကိုမြင်တော့လေချို့အရန်ကျေးဇူးတင်တယ်သိလားစေတနာကိုပြန်ပြီးတော့လေအတိအမှတ်ပြုတ်ပေးတာလေးအတွက်ကိုလည်းချိုကကျေးဇူးလဲတင်တယ်ဝင်လဲတာပါတယ်နော်ဒီလိုအကြောင်းတရားလေးတွေကြောင့်လဲချိုဒီတက်ပို့ပြီးတော့ပညာလေးတွေပို့ပေးနိုင်အောင်ဒီတက်ပို့ပြီးတော့သင်ပြပေးနိုင်အောင်လဲချိုကလည်းစူးစမ်းပေးပါမယ်လို့အခုလိုစေတနာမေတ္တာတွေပြန်ပေးတဲ့အတွက်လဲချိုကလည်းကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုတော့ချိုပြောပြရစီနော်ကျေးဇူးတင်ပါတယ်ရှင်ချိုခုလေဒီဟာလေးကိုညှက်ပြပေးမယ်သိလားဒါလေးကကြတော့လေပိတ်ကလေးကကြတော့58လက်မအနံမပြည့်တော့ဘူးနော်အနံမပြည့်တော့ချိုပထမ3ပြီးသားပိတ်ပိုင်းလေးပေါ့နော်ဒီပိတ်ပိုင်းလေးကိုချိုကလေ9နဲ့6နှစ်လောက်ဝတ်လို့ရမယ်မိန်းကလေးဝမ်းဆက်ကလေးတစ်စုံချိုညက်ပြပေးမယ်ပိတ်ကလေးကိုချိုဒီလိုခောက်လိုက်တယ်နော်ဒီလိုခောက်လိုက်ပြီးတဲ့အချိန်မှာပိတ်ကလေဘယ်နဲ့လက်မရှိတာလဲဆိုတော့ချိုတိုင်းပြပေးအောင်မယ်ရှင်နော်ဒါလေးကိုတိုင်းပြပေးမယ်ဆိုရင်ဒါလေးကအခုလေ22လက်မရှိ22လက်မရှိတယ်နော်ဟုတ်ပြီဒီပိတ်ကိုချိုကလေဟောဒီမှာ2လွှာနော်ဒီပိတ်ကိုချိုကခောက်ပြီးသားနော်2လွှာပူးထားတယ်ဒီပိတ်ကလေးကိုချိုဒီလိုလေးဆွေပလိုက်မယ်ကွာနော်တစ်ချက်ကြည့်ပေးပါနော်ဒီလိုလေးချိုကဆွေလိုက်မယ်ဒီပိတ်ကလေးကိုဟောဆွေလိုက်ပြီးပြီဆိုရင်ညှက်တဲ့လူတွေလွယ်လွယ်ကူကူညှက်နိုင်ဖို့အတွက်ကိုချိုကဒီကနေပြီးတော့ကဲညှက်ချပေးပါမယ်ဒီလိုလေးနော်ဒီလိုလေးချိုညှက်ချလိုက်တယ်နော်ညှက်ချပြီကဲညှက်ချပြီးပြီဒီမှာပိုတဲ့ပိတ်ကလေးကိုချိုခဏဖယ်ထားမယ်ဒီပိတ်ကလေးကိုချိုကဘလို့ညက်မလဲဆိုတော့9နှစ်6နှစ်အရွယ်ဝစ်เนาะအင်ဂျီလေးကိုရဖို့အတွက်ဟောချိုဒီလိုလေးညက်လိုက်တယ်เนาะဒါလေးကဘာလေးလဲဆက်ရှင်းပြပေးမယ်เนาะပြီးသွားရင်ဒီမှာပိတ်ကဲအောက်ပိုင်းဒီပိတ်ကဲအောက်ပိုင်းကိုချိုကဒီလိုမျိုးလေးချိုဒီလိုမျိုးလေးဆွေလိုက်တယ်เนาะကဲဒီလိုလေးဆွေလိုက်ပါတယ်ဒီလိုလေးဆွေလိုက်ပြီဒီလိုလေးဆွေလိုက်တာကချိုဒါပိတ်ကိုဘယ်လောက်သုံးလဲလို့မေးမယ်ဆိုရင်ချိုတစ်ကနေဒီမှာရီပြမယ်ဆိုရင်73လက်မခွဲအရှိရှိတယ်เนาะမပြီးသေးပါဘူးเนาะဒီအထည်လေးကဲဒီမှာဒါလေးကိုညှက်ပြီးပြီဆိုရင်ချိုကဒီမှာဒါလေးကချိုင်းမောက်เนาะချိုင်းမောက်လေးကနေချိုဒါလေးကိုဒီလိုလေးတဲ့မယ်ကဲเนาะကဲဒါဆိုရင်ဒါလေးကစတားကိုလားလို့ခေါ်မဲ့အင်ဂျီရဲ့ခါကားလေးဒီမှာတစ်ထက်တော့မပါဘူးเนาะတစ်ထက်မပါဘူးဒါမဲ့ဒါလေးကအကားလေးကဲဒီမှာအကားလေးကိုချိုဒီလိုညှက်လိုက်ဒီလေဘင်းပေါက်ကလေးကိုချိုဘယ်လောက်ဖောက်လိုက်တာလဲလို့မေးမယ်ဆိုရင်လေဘင်းပေါက်ကလေးကတော့3လက်မเนาะ3လက်မဒီမှာလက်ကိုင်းကျိုးလေးကဲဒါဆိုဒီအပေါ်ပိုင်းလေးပြီးသွားတယ်အပေါ်ပိုင်းလေးပြီးပြီဒီပိတ်ပူတာလေးကိုချိုခဏဖယ်မယ်ဒီပိတ်ကလေးကိုလည်းခဏဖယ်မယ်ကဲဟုတ်ပြီဒါဆိုရင်ဒီမှာပိတ်စာလေးဒီပိတ်လေးကိုချိုအခုဘလို့ညက်ပြပေးအောင်မလဲဆိုတော့ဒါလေးကတော့အခုညက်ပြပေးမှာဘောင်းမီလေးပါကဲဘောင်းမီလေးက9နှစ်6နှစ်9နှစ်လောက်အရွယ်ဝတ်ဘောင်းမီလေးဒီဘောင်းမီယူလေးကိုချိုကအရှေ့ဘယ်လောက်ယူလိုက်တယ်ဆိုတာကိုလည်းချိုကပြောပြပေးအောင်မယ်နော်ဒီဘောင်းမီလေးရဲ့အရှေ့ကကြတော့ချိုဒီမှာ15လက်မယူထားတယ်နော်15လက်မနော်ကဲ15လက်မဘောင်းမီလေးကိုချိုကဒီမှာဒီလိုမျိုးပြီးတော့ဒီမှာကဲဒီမှာဒီလိုရသွားပြီဟုတ်ပြီနော်ပြီးဘောင်းမီလေးကိုဒီလိုခြေထောက်လေးကိုပြန်သိမ်းမယ်ကဲဒါဆို9နှစ်အရွယ်ဝတ်ဘောင်းမီလေးကွာဘယ်လောက်ချလိုက်လဲဆိုရင်တိုင်းပြပေးမယ်ကွာလေးကဘယ်လောက်ချလိုက်လဲဆိုလို့ရှိရင်ချိုကဒီမှာ6လက်မခွဲကွာအောင်ချတာတရေချိုးကအပြားအရန်ကြီးတာတော့မသုံးဘူးဒီမှာတရေချိုးလေးတက်လိုက်မယ်နော်ဒီမှာဘောင်းမီလေးကျင်းနေ9နှစ်တော်တယ်နော်ဒီဘောင်းမီလေးဟုတ်ပြီအဲ့ဒါဆိုချိုကဒီမှာဒီအင်ဂျီလေးကိုပြန်သွားမယ်ချိုတို့ဒီခါလေးကိုချိုကဒီအင်ဂျီလေးကိုဟောဒီလိုလေးနည်းနည်းလေးချိုတိမ်လိုက်ပါတယ်ကဲနော်ဒီမှာအောက်ကလေးကတော့ကားထားပေးထားသေးတယ်နော်ချိုဒီလိုလေးတိမ်လိုက်ပြီအင်ဂျီကိုကဲဒါဆိုရင်ချိုဒီနေရာမှာဘာလို့လဲဒီနေရာလေးမှာထည့်ဖို့အတွက်ချိုကဒီဥစ္စာလေးမှာထည့်ဖို့ဟိုဟာလေးထည့်မယ်လက်ခိုင်းလေးလက်ခိုင်းလေးကကြတော့ချိုဒီမှာအခုဒီမှာခြံထားပေးတာဘယ်နဲ့လက်မလဲ2လက်မလက်ခိုင်းလေးကိုချိုကတက်လက်မကွဲထည့်ဘာဖြစ်လို့ဆိုဟိုဘက်ဒီဘက်ချုပ်ရိုးလေးတွေပါအောင်မယ်ဆိုတော့တက်လက်မကွဲအပြားကျန်ရမယ်လက်ခိုင်းလေးอ่ะเนาะလက်ခိုင်းလေးတက်လက်မကွဲကျန်မို့ချိုကဒီမှာ
ဒီတိုင်းနဲ့နှလက်မကိုချိုညှက်လိုက်ပါတယ်ဒီအင်ဂျင်9နှစ်6နှစ်တွေဆိုရင်လေချိုတို့ကဒီလိုလက်ကိုင်းကိုအမြဲတမ်းမှ8လက်မခွဲလောက်သုံးမယ်နော်8လက်မခွဲလောက်ချိုသုံးမယ်ကဲဒီမှာ8လက်မခွဲနော်ပြီးရင်ချိုဒီဥစ္စာကိုဒီမှာလက်ကိုင်းကိုခွဲလိုက်မယ်လက်ကိုင်းကိုခွဲပြီးပြီဆိုရင်ချိုတို့ကဒီလက်ကိုင်းနှစ်ဖက်ကိုဒီလိုပိုးပြီးချုပ်မယ်ပိုးချုပ်ပြီးအတက်ပြန်လှန်လိုက်တဲ့အခါဒီလိုဖြစ်သွားမယ်ဟောဒီနေရာမှာလက်ကိုင်းလေးဟောဒီမှာလက်ကိုင်းလေးချိုတို့ထည့်လိုက်ပြီနော်ဒီနေရာလေးကလည်းနောက်တစ်ဖက်အတွက်ဟောတာလက်ကိုင်းလေးကဲဒီအောက်မှာကာလေးလွေရဒီမှာဝှလို့ရမယ်ကလေးတွေဟောဒီမှာလက်နော်ဒီလိုလေးကိုတက်ပြီးပြီဆိုရင်ဒီမှာကြည့်ပါချိုဆက်ပြီးပြပေးမယ်နော်ဒီမှာပိတ်စလေးကြံမယ်နော်ဒီပိတ်စလေးကြံမှာအတွက်ကိုချိုကကိုကျိုးတွေလိုမယ်ဒီဘေးမှာကုတ်မယ်ဒီလေဘင်းလေးကိုလည်းချိုတို့ကကော့အောင်မယ်ကဲကိုကျိုးလေးလိုပြီးဖြစ်တဲ့အတွက်ချိုဒီအစာလေးတွေကိုဒီမှာအဆွေစားကြံတာလေးကိုဒီလိုညှက်ပါတယ်ဟောဟိုက်လိုလေးခောက်လိုက်မယ်ပြီးရင်ဒါကလေဘင်းကိုကျိုးအော်ဒီမှာဂျိုင်းကိုကျိုးเนาะဒါကလေဘင်းကိုကျိုးကလေဘင်းကိုနဲ့ဂျိုင်းကိုနဲ့ကိုဒီမှာလိုတဲ့နေရာလေးဒီမှာသုံးမဲ့ကိုကျိုးလေးဒါဆိုရင်ကိုကျိုးလေးကပြီးပြီဒါဆိုရင်ဘာလို့ဒီအရှိမချိုးကလေဟိုဖော်လုံးကျိုးလေးလှလှကျိုးလေးတစ်ချောင်းလောက်ချိုးကချ